ကြောက်စရာကောင်းတယ်ဒေါ်စီရိုစီအောင်ဆုံးသွားပြီစိတ်မကောင်းဘူးဒေါ်စီရိုစီအောင်တီတခုဆရာတော်ကြီးကိုရောနေငါတွေနဲ့တန်ခါတော်တွေကိုမိုက်ရိုင်းခဲ့တာကြောက်စရာကြီးစကားတွေပြောခဲ့တာအဲ့တော့ကျွန်တော်တို့ကတီးလိုက်တယ်အော်ဒီလူတွေကောင်းရကောင်းညွတ်သွားမှာမဟုတ်ဘူးဆိုအခုတော့ဒေါ်ရိုစီအောင်ဘာမှလဲလို့ကျွန်တော်မေးမယ်ဆိုဒေါ်ရိုစီအောင်ဘယ်ရောက်နေတယ်လို့ထင်ပါတယ်လေနက်ပြည်ရောက်မယ်လို့ထင်သလားဒါမှမဟုတ်ဘယ်ရောက်မယ်လို့ထင်တယ်လဲဆိုကိုဘွားကူမကောင်းဘူးเนาะအဲ့ဒါကြီးတော်တော်ဆိုးတယ်အဲ့တော့စင်ကာပူကပြန်လာတဲ့ကောင်မလေးတယောက်တီတီကူဆရာတော်ကိုပြောမယ်ဂူဂူဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးမမရိုင်းနေရေးထားတဲ့ဟာတွေကို तू တင်တယ် share တယ် तू ကိုယ်တိုင်လည်း campaign တွေလုပ်တယ်အလူငွေတွေကောက်တယ်ကောက်တဲ့အလူငွေတွေကဒီမြန်မာနိုင်ငံသားချင်းချင်းတတ်ဖို့ဖြတ်ဖို့ပေါ့နော်ပြီးတော့ဆရာတော်ကြီးတွေကိုမမရိုင်းဆဲတယ်ပြီးတော့မြန်မာနိုင်ငံကိုလာပြီး24နာရီမပြည့်ခင်ပါပဲသူ့ရဲ့ရီစာကသူ့ကိုလောက်ကျန်တက်ပြတ်သွားတယ်ခေါ်တဲ့အခန်းထဲမှာပဲကျွန်တော်အဲ့ဒါကြီးကြည့်ပြီးတော့တုံလုံးမိတယ်ဘာလို့တုံလုံးမိလဲဆိုမယုံတော်ရှိယုံတော်ရှိကိုကန်တရားနှိမ့်နေတဲ့အချိန်နဲ့တွေ့တဲ့အခါကျလို့ရှင်အခုသူကအကျိုးပေးတာပဲငါတို့ကဆဲတာလည်းဘာမှမဖြစ်သေးဘူးဆိုရင်အခုသူကအကျိုးပေးဖို့သူကလမ်းကြောင်းရှာနေတာပြောမယ်ဆိုရင်ကုသိုလ်ကံတချို့ကုသိုလ်ကံလေးရှိတဲ့အတွက်ကြောင့်မလို့ဖယ်နေတာပေါ့နော်ခုမအိုင်ရန်လိုမျိုးပေါ့သူဆရာတော်တွေဘာတွေကိုသူပြောတဲ့ခါမှာစင်ကျင်ပြီးပြောတယ်နောက်ပြီးတော့ဒီကြိုက်စီပြစ်ခတ်မှုတွေပါဆိုသူစင်ကျင်အဲ့လိုစင်ကျင်ပြီးပြောတဲ့အတွက်ကြောင့်မလို့သူကကံဖယ်သွားတယ်လို့ကျွန်တော်မြင်သူဒလန်လောက်ပဲတစ်စိတ်ကခံဒေါ်ရီစီကဒလန်မဟုတ်ဘူးတည်တဲ့စင်တီပဲရောက်သွားတယ်တချို့ကသူများတက်လို့တည်တယ်လို့ပြောတယ်တချို့ကလည်းနှလုံးယောဂနဲ့တည်တယ်လို့ပြောဘယ်လိုပြောတည်တာပဲပေါ့နော်ဒါပြောချင်တာဆိုရင်ဒါပြောမယ်ဆိုလို့ရှိရင်ပြင်စာနန္ဒီယကံထိုက်တာလို့ပြောအောင်ပါပေါ့နော်ဒါဒီဆရာတော်ကြီးကိုမိုက်ရိုင်းတဲ့လူတွေရှိသေးတယ်နောက်ထပ်ဒီလမ်းကြောင်းကိုသွားအောင်ကျွန်တော် live ပြင်ပြီးပြောခဲ့တယ်ဒီလမ်းကြောင်းကိုသွားအောင်သူတွေရှိတယ်လာအောင်ပါဒီဆရာတော်ကြီးတွေကိုမိုက်ရိုင်းခဲ့တဲ့သူတွေစော်ကားခဲ့တဲ့သူတွေအခုကကျတော့သူတို့ကစစ်တပ်ကိုတိုက်တာမဟုတ်တော့ဘူးဦးမရောက်လည်းမလီပျော်ပါပြီးပွဲတွေပါလှုပ်ပြီးတော့သူကပေါ်ပါလန်းဆန်းနေတာပဲသူ့ကိုတော့တိုက်တာမဟုတ်ဘူးเนาะတိုက်နေတာကြည့်ရက်ခွက်ထဲမှာရှိတဲ့လူတွေကလေးတွေကိုလိုက်တက်နေတာကြည့်လေကမ်ဘလူးမှာဆိုလို့ရှိရင်မိသားစုဝေးလာသားကလေးကနေ9နှစ်သားကလေးကနေပြီး83နှစ်တီကိုတမိသားစုလုံးတက်ပြစ်တာနောက်ပြီးလို့ရှိရင်အမ NLD ကိုထောက်ခံခဲ့တဲ့ကုံတယ်တယောက်ကိုပဲဘိုးတစေဆိုတဲ့လူကနေပြီးတော့တက်ပြစ်တာအချင်းချင်းတွေအခုညှိကုန်ကြပြီဘိုးတစေကဘာလို့တက်တာလဲဒါ NLD ကိုထောက်ခံတဲ့သူအလှငွေရတဲ့သူပုံမှန်ထည့်တယ်ဒါပေမဲ့ तू မထည့်ပြတဲ့ကလည်းရှိမှာပေါ့ဒါပေမဲ့ဘာကိုအကြောင်းပြချက်ပေးပြီးတော့လည်းမသိဘူးသူတို့ထောက်ခံတဲ့လူကိုပဲတက်ပြတယ်ပစ္စည်းတွေပတ်စံတွေတိတ်200ကျော်လား230ကျော်လားမသိယူသွားတယ်ဒါတွေကိုခုပြန်ပြီးတော့သူတို့ချင်းချင်းတွေဒါရှုပ်ရှက်ခတ်နေတယ်အများကြီးပဲဒါတွေကိုပြည်သူတွေကိုအမီဒီယာအမှန်တိုင်းမချပြဘူးဘာလို့ဆိုမီဒီယာအစစ်မရှိတော့မီဒီယာအစစ်မှမရှိတော့ပြောမယ်ဆိုရင်ကိုထောက်ခံတဲ့ဘက်ကိုပဲအကောင်းရေးတယ်ဖုံထားပြီးရေးတယ်ဆိုတော့အောက်ခြေမှာတကယ်တမ်းဖြစ်နေတဲ့မတရားမှုတွေအချင်းချင်းတက်ဖြတ်မှုတွေလက်စားချေမှုတွေကိုမီဒီယာတွေကမရေးတဲ့အခါမှာမြန်မာနိုင်ငံကမှ generation တစ်ခုဖြစ်သွားတယ်စစ်သွေးကြွတဲ့လူငယ် generation တစ်ခုကိုမွေးထုတ်လိုက်တယ်အဲ့ဒီမွေးထုတ်လိုက်တဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံကနောက်နှစ်ပေါင်းများစွာရှိကိုပေါ့နော်မိုက်ရိုင်းမှုတွေကိုချင်းစာတရားခေါင်းမမှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ကျွန်တော်တို့ generation တစ်ခုကိုအမွေပေးလိုက်သလိုဖြစ်သွားတယ်ဒါတွေကိုကျွန်တော်အများဆုံးဒီကုန်းချုပ်ဖို့လိုပါတယ်တက်မတော်ဘက်ကကောဒီဘက်ကဒီကဏ္ဍတိုင်းမှာဥဆောင်နေတဲ့ PDF ဆိုတဲ့လက်နက်ကင်ဖွဲ့ငယ်တွေဥဆောင်နေတဲ့သူတွေကိုလည်းကျွန်တော်ပြောချင်ပါတယ်เนาะစာဖတ်ပါတကယ် information အမှန်တွေရအောင်လုပ်ပါကိုတရင်အမှားတွေနဲ့ပြောမနေပါနဲ့ခေတ်တို့မေစီမာတို့ကရေးတဲ့တရင်အမှားတွေနဲ့ပြောပြီးတော့စစ်ကောင်စီကိုနိုင်တော့မယ်တိုက်မယ်အဲ့လိုမျိုးတွေကျွန်တော်ပြောမယ်တကယ်ဖြစ်နိုင်ရရှိတာကိုပဲလှုပ်စေခြင်းပြီးကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးတည်ကုန်ကြပြီအများကြီးလောက်ခတ်ရောက်နေကျွန်တော်ဘေးဘရောမှမတည်ဘူးPDF တွေတက်မတော်သားတွေကျွန်တော်မြန်မာနိုင်ငံသားတွေတည်တာဒါဟာဆုံးရှုံးမှုပဲအခုတန်ဃာတော်တွေကိုပါတက်ဖြတ်တဲ့အဆင့်ထိရောက်လာပြီနောက်ဆုံးဒါမျိုးရံအောင်သိန်းဆိုလို့ရှိရင်မျိုးရံအောင်သိန်းဆိုတာ NLD ကြီးဆိုတဲ့ခေတ်မှာယာရုကြီးမမယူခဲ့တဲ့ပုံကိုမျိုးရံအောင်သိန်းကဘာပြောခဲ့လဲမျိုးရံအောင်သိန်းကတီတူဆရာတော်နဲ့ဆရာတော်ရှိစကိန်းနာကိုလှုပ်ကြံတက်ဖြတ်ဖို့အထိကိုပြောခဲ့တာအဲ့တော့သူ့ American ဒီတရားရေးဌာနနဲ့ခေါ်စစ်တဲ့အဆင့်ထိကိုရောက်တယ်ဒါ American တော့မှလက်မခံနိုင်တော့တဲ့အဆင့်ပေါ့ဒါအကြမ်းဖက်ဖြစ်သွားပြီလေမြန်မာနိုင်ငံမှာထင်ရှားကြော်ကြတဲ့ဘာသာရေးခေါင်းဆောင်တယောက်ကိုတက်ဖို့အထိပါသူ့ကိုတော့တက်ဖို့မဟုတ်ဘူးသူ့စီသွားတဲ့သူတွေသူ့ကိုလှူနေတဲ့သူတွေကတက်ဖို့အထိကိုပြောတာအဲ့ဒါဘယ်သူကအကြမ်းဖက်လဲရှော်ရောင်ဒေါ်လာရေးမှာတန်ဃာတော်တွေကပါခဲ့တဲ့ခါမှာတော့ဖုံဆိုပြီးဖြစ်ခဲ့ကြတယ်ပေါ့နော်ဆရာတော်တွေကအခုချိန်မှာစစ်တပ်ဘက်ကပါတာမဟုတ်ဘူးနော်နှုတ်ဆက်သွားတာပြောမယ်ဆိုရင်ကြားနေလိုက်တာဆရာတော်တော်များများဟာကြားနေလိုက်တာပြောမယ်ဆိုရင် PDF ဘက်ကလည်း
မကောင်းပြောနေတဲ့ဆရာတော်ရှိလို့လား PDF တွေမကောင်းပြောနေပါဘူးပဲဆရာတော်မှာနောက်ဆုံးဥပီရာသူတော်ဘာမှမပြောမနေတော့နောက်ဆုံးအရန်ကိုပြောပါတယ်ဒီဘက်ကတက်ဟိုပါပေါ့ဒီဘက်အမျိုးဘာသာသာသနာဘက်ကရက်တီပြီးပြောနေကြဥပီရာသူတော်ဘာမှမပြောတော့ဘူးသိပြီးတော့တန်ဃာတော်တွေကနှုတ်ဆိတ်သွားတာပြောမယ်နှုတ်ဆိတ်သွားရဆိုတဲ့အဓိပ္ပာယ်ဟိုဘက်ကလည်းအားပေးနေတာမဟုတ်ဘူးဒီဘက်ကလည်းပဲဒါပေမဲ့တန်ဃာဆိုတာစွန့်ကတ်တယ်ဆိုရင်ကြွမှာပဲစွန့်လောင်းတယ်ဆိုရင်ကြွမှာပဲမင်းတို့လည်းလောင်းကျင်သွားလောင်းမလောင်းကျင်မလောင်းနဲ့စွန့်လောင်းတဲ့ဆရာတော်တော့မှာပဲတရားပွဲဖိတ်တဲ့နေရာဆရာတော်ရကြွမှာပဲမင်းအိမ်မှာဖိတ်လို့ရှိရင်မင်းတို့အိမ်ကိုကြွမယ်မင်းတို့ရွာဦးဆရာတော်မင်းတို့အိမ်မှာအလိုလိုဖိတ်တယ်ဆိုရင်ရွာဦးဆရာတော်ကြွမကြွရင်ငါ့ကိုကြိုက်တယ်လို့ပြောဆရာတော်ဆိုတာပင့်ကြွပါတယ်နော်ပင့်တဲ့နေရာကိုကြွမှာပဲမင်းတို့ကဆဲနေတဲ့နေရာတော့ဘယ်ကြွမလဲဆရာတော်တွေကမင်းတို့မိုက်ရိုင်းနေတဲ့နေရာတော့ဘယ်ကြွမလဲဆုံးကတ်မှန်နေရာတော့ဆရာတော်ကြွမှာပေါ့တရားတောင်းတဲ့နေရာဆိုရင်တော့တရားဟောပြီးမှာပေါ့ဘယ်ဆရာတော်မဆိုဒါဆိုရွာဦးကျောင်းကနေပြီးတော့တဝါပဲရတဲ့ကိုတော်ပဲဖြစ်မင်းတို့ပင့်ရင်တော့ကြွမှာပဲလေမိုင်ရိုင်းဆဲဆိုနေတော့ဘယ်ကြွမှာလဲအခုကျတော့တန်ဃာတော်အကြီးတွေကိုလည်းဒါပြစ်မှားပြီးတက်ဖြတ်ဖို့ဒီပြောတယ်ရွာတွေမှာရှိတဲ့တန်ဃာတော်တွေကိုလည်းအကြောင်းမျိုးနဲ့တက်ဖြတ်ပြီးတော့ခံနေရတယ်တခါဆိုရင်အဲ့မုံရဘက်မှာဆိုရင်ဆရာတော်တက်တယ်ဆရာတော်ရဲ့ကားကိုပါယူသွားတယ်အကြောင်းမှရှိတဲ့ပစ္စည်းတွေပါယူသွားတယ်ဒါဓမြတိုက်တာပဲလေနော်ဓမြတိုက်တာပဲဒါဒီလိုကိစ္စမျိုးဖြစ်ပြနေတယ်ဟောဒီလိုကိစ္စမျိုးတွေငါတို့မသိပါဘူးမင်းကလိန်နေလားပြောဘယ်သိမှလဲမီဒီယာတွေကဖုံးထားတာပေါ့အဲကျွန်တော်တို့ကပြောပြရတယ်မီဒီယာတွေကသူတို့ပြောချင်တဲ့ဟာတွေဇောင်းပေးပြီးပြောပြီးပါပြီကျွန်တော်အချင်းခါတက်မတော်နဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်တို့ဘာမှပြောစရာမလိုတော့သူတို့ဒီအချင်းခါထက်ခါစက်တက်နဲ့ပတ်သက်တာတွေမှန်တာတွေရောမမှန်တာတွေရောဟုတ်တာတွေရောမဟုတ်တာတွေရောဒီတေးအကုန်ပြောပြီးသွားပြီဆိုကျွန်တော်တို့ပြောစရာမလိုတော့ဘူးအဲ့တော့ကျွန်တော်ကပြောရမှာလူမျိုးမတရားခံနေတဲ့တာမန်ပေါ့တာမန်အရသားပြည်သူတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေအကြောင်းကျွန်တော်ပြောရမှာဒုက္ခတကယ်ရောက်နေတဲ့ပြည်သူတွေအကြောင်းကျွန်တော်ပြောရမှာအခုသူတို့ကစစ်တပ်ကိုတိုက်တာမဟုတ်တော့ဘူးတာသနာကိုတိုက်တာဖြစ်သွားပြီကျွန်တော်အချင်းခါပြောခဲ့တယ်ဆွေဝင်းမျိုးရံနောင်သိန်းတတ်သိရှိရနော်သူတို့ဒီဗုဒ္ဓနဲ့ဗုဒ္ဓသာသနာကိုတိုက်ခိုက်တာဖြစ်သွားပြီဗုဒ္ဓရဲ့ယန္တု PDF NUG ဒီဗုဒ္ဓရဲ့ယန္တုဖြစ်သွားပြီမြတ်စွာဘုရားရဲ့ယန္တုဖြစ်သွားပြီသူတို့တွေကဘာသာမဲ့နီးလောက်ကိုဖြစ်သွားပြီကျွန်တော်တို့တန်ဃာတော်တစ်ပါးကိုမကြိုက်ရင်တော့မှာပဲတောင်းမစော်ကားအောင်ထောက်ပြမယ်ဝေဖန်မယ်မိုင်ရိုင်းတာနဲ့ဝေဖန်တာနဲ့မတူဘူးနော်လူတယောက်ကိုကျွန်တော်ဝေဖန်လို့ရတယ်မိုင်ရိုင်းခွင့်မရှိဘူးကျွန်တော်အောင်ဆန်းစုကြည်ကိုကျွန်တော်ဘယ်တော့မှမမိုင်ရိုင်းခဲ့ဘူးကျွန်တော်ဘဝမှာမစော်ကားခဲ့ဘူးသူ့ရဲ့လုပ်ပုံကိုင်းပုံတွေကိုကောင်းတာရှိရင်ကျွန်တော်အားပေးထောက်ခံတယ်ကျွန်တော်ထောက်ပြကြရရှိလို့ရှိရင်ကျွန်တော်ပြည်သူတယောက်အနေနဲ့ကောင်းမွန်မထောက်ပြခဲ့တယ်ကျွန်တော် live တွေဘာတစ်ခုမှမဖြစ်ထားဘူးအဲ့တော့ထောက်ပြတာနဲ့ဝေဖန်တာနဲ့ကွာဟတယ်ထောက်ပြတာနဲ့မိုင်ရိုင်းတာနဲ့ကွာဟတယ်သူကပြောင်းမိုင်ရိုင်းတာကိုယ့်ရဲ့အောက်လုံးနေနဲ့မိုက်ရိုင်းတာကိုယ့်အင်္ဂါတွေနဲ့ကိုယ့်ရဲ့ပြောမဲ့ဆိုရင်အောက်ကလိန်အင်္ဂါတွေနဲ့နှိုင်းပြီးဆဲတယ်ဆရာတော်ကြီးကိုလောက်ကြံတက်ဖြတ်ဖို့ပြောတယ်ဒါအောင်မှသူတို့ဓမ္မလို့ပြောနေသေးတယ်ပြည့်တဲ့သုံးပုံဆောင်ဆရာတော်တွေကိုမိုက်ရိုင်းနဲ့စော်ကားတယ်စာတင်သားတန်ဃာတော်တွေကိုစော်ကားတယ်အတန်ဃာကိုစော်ကားပြီးတော့ငါတို့ဘက်ကိုလည်းရက်စီချင်းတည်တယ်တန်ဃာတော်တောက်လျှောက်စော်ကားတယ်သူတို့ဘက်မှာတပါးတလေနှစ်ပါး3-4ပါးပေါ့ဗျာတကယ်စံကြော်ပေါ့ဘောင်ဝင်တန်းဝင်ပေါ့ပြောမယ်ဆိုရင်ဘယ်တော့မှမသိခဲ့တဲ့ကိုတော်တွေကိုရှေ့တန်းတင်အင်တာဗျူးတအားဟုတ်ပေါ့ဘာဆရာတော်ညာဆရာတော်နာမည်တွေကပ်ပြီးတော့သူတို့တွေဒါမြောက်ပင်ပြီးအဲ့ဆရာတော်တွေကဘယ်တော့မှတရားပတ်သက်ပွဲဟောဘူးလေလူတွေကိုဘာအကျိုးပြုခဲ့ဘူးလေသူတို့ဘက်မှာရက်တီပါတယ်ဆိုရင်ဖုန်ကြီးတွေကပြောမယ်ဆိုရင်တိုင်းပြည်အေးချမ်းတရားနဲ့အချိန်မှာဘယ်ရောက်နေကြလဲသူတို့နာဂစ်မုန်တိုင်းဖြစ်နေတဲ့အချိန်မှာဘယ်ရောက်ခဲ့လဲကိုဗစ်ဖြစ်နေတဲ့အချိန်မှာသူတို့ဒီနယူးဒေါ်လာရေးဘက်ကဖုန်ကြီးတယ်ဘယ်နာရောက်နေကြလဲဘာတွေကူညီပေးခဲ့ကြလဲဘာတွေထိရောက်ပြီးမြန်မာပြည်သူလူထုတက်ထိရောက်ဘာတွေလုပ်ခဲ့ကြလဲအခုတော့သွားပြီးဒေါ်ရိုစီအောင်ကြီးကတော့ဒီကိုဆရာတော်ကိုစော်ကားပြီးတော့နော်သူ့ရဲ့ကွက်လွန်သွားပြီဆိုတော့ဘယ်ရောက်မလဲဆိုတော့ကျွန်တော်တွေးကြည့်လို့ရတယ်ဒီကိုဆရာတော်ကသူ့တက်အများကြီးအသက်ကြီးတယ်လူချင်းတွေ့မယ်ဆိုရင်တော့သူ့ရဲ့အဖေရွယ်အဖိုးရွယ်86နဲ့ခုစီလူဆရာရဲ့ကျန်းကျန်းမာမာကြီးရှိနေတော့ပြစ်မားတဲ့သူတွေကသေကုန်ကြပြီတယောက်တဖြုတ်နဲ့သေကုန်ကြပြီအမှန်တကယ်ဒါတန်ဝေကယူစရာကောင်းပါတယ်တန်ဝေကယူကြပါနော်ဒါကျွန်တော်တန်ဝေကယူကြပါဆရာတော်တွေကိုခုချိန်မှာအရင်တော့ပြစ်မားခဲ့ရင်လည်းကျွန်တော်ပြပြမယ်နော်ညီကိုတို့နော်ညီကိုမောင်နှမတွေနော်အခုမပြစ်မားနေတော့တောင်းပန်ဆက်ရှိရတောင်းပန်ကင်မွန်ကြီးစေပါတောင်းပန်တန်ဃာဆိုတာခွင့်လွတ်တယ်မြတ်စွာဘုရားဆိုလည်းခွင့်လွတ်တယ်အကုသူကခွင့်မလွတ်ဘူးငါညီမတို့ရဲ့သိလားအာကုသူကလေကိုလွင့်ကိုပဲရတာနော်ငါညီမတို့ရဲ့အာကုသူကကိုလွင့်ကိုပဲရတာသူများအတွက်ကိုအာကုသူဖြစ်လဲအဲ့အာကုသူကကိုပဲခံစားရတာဒီအတွက်ကြောင့်မလို့ကိုအာကုသူဖြစ်လို့ကိုဒုက္ခရောက်လို့ရှိရင်ဘယ်သူနဲ့နာမလဲစဉ်းစားငါညီမတို့အဲ့တော့ဒေါသဖြစ်တယ်ဆိုရင်ဒါအာကုသူဖြစ်သွားပြီ
လောဘဖြစ်တယ်ဆိုရင်အကုသိုလ်ဖြစ်သွားပြီငါညီမတို့ဒါဆရာတော်ကြီးကိုစောကားတာရှိလို့ရှိရင်ဒီနေ့ကစပြီးတော့တောင်းပန်လိုက်ကြပါပြီးတော့ဗုဒ္ဓဘာသာဟာကြက်ကလေးငှက်ကလေးတောင်မှတတ်ဖို့တော့ခဲရင်တဲ့ဘာသာပါဏာတိဘာသာဝေဒာမဏိတဲ့ခါမှာဓမ္မရိယာမိဒါပေမဲ့ခုဟာတန်ဃာတော်တွေကိုပါလဲလိတက်နေတာဘယ်တော့တောင်စိုးွားတဲ့မိစ္ဆာတွေဝင်ဘူးကုန်ကြတာလေငါညီမတို့ရဲ့တန်ဃာတော်တွေကိုတက်တာကျောင်းဆရာဆရာမတွေတက်တာဘာအကျိုးကျေးဇူးတွေရမှာလဲစစ်တပ်ကရောဘာဖြစ်သွားမှာမဟုတ်လို့လဲနော်စစ်တပ်ကဘာဖြစ်သွားမှာလဲအချိန်တန်လို့ရှိရင်အကုန်လုံးစစ်တပ်ကခေါင်းဆောင်နေဆိုတာလည်းအချိန်တန်အနားယူသွားကြမှာငါညီမတို့လက်ထက်မှာတွေးဆွန်းပြီးတော့ဒါပြောမယ်ဆိုလို့ရှိရင်တန်တရားအတွက်ပါနှစ်မုံမကိစ္စဖြစ်ကုန်ပြီဒါ6တာလှမ်းတာမပါဘူးငါညီမတို့စဉ်းစားလူဖြစ်လာတယ်ဆိုတာဟာဘာအတွက်လဲလူဖြစ်လာတယ်ဆိုတာကအချင်းချင်းတက်ဖြတ်ဖို့လားလူဖြစ်တိုင်းပြည်ကောင်းမှုတန်ဃာတော်တွေကိုတက်ဖြတ်မှတိုင်းပြည်ကောင်းမှာလားကျောင်းနေမတက်မှတိုင်းပြည်ကောင်းမှာလားစေးရုံနေပိတ်လိုက်မှတိုင်းပြည်ကောင်းမှာလားငါညီမတို့ပြန်စဉ်းစားဒါတွေဟာဘာမှမဆိုင်အောင်အစိုးရကိုတိုက်ခိုက်တာနဲ့နိုင်ငံကိုတိုက်ခိုက်တာနဲ့မတူဘူးနော်အစိုးရကိုတိုက်ခိုက်တာနဲ့သာသနာဘာသာကိုတိုက်ခိုက်တာမတူဘူးနော်ငါညီတို့အစိုးရကိုတိုက်ခိုက်တာနဲ့ယဉ်ကျေးမှုစံနှုန်းတွေကိုတိုက်ခိုက်တာမတူဘူးနော်ကိုထမင်းဝိုင်းထဲမှာထမင်းခတ်လိုက်တယ်ခတ်လိုက်ထမင်းလေးကိုအဖေကိုဥချပေးအမေကိုဥချပေးရဆိုတာကိုချစ်စရာကောင်းတယ်ကိုမြန်မာလူမျိုးတွေရဲ့ delay လူကြီးသူမတွေရှိမှအတန်နှိပ်ပြီးပြောတယ်ခေါင်းငုံပြီးတော့တန်ဃာတော်ရှိမှခေါင်းငုံပြီးသွားတယ်ဆိုတာမြန်မာတွေရဲ့ယဉ်ကျေးမှုဒီယဉ်ကျေးမှုကဂါရဝတရားတွေနိဝါဒတရားတွေအခြေခံထားတဲ့မြန်မာလူပေါင်းအဖွဲ့အစည်းမှာနော်တန်ဃာဆိုလို့ရှိရင်လည်းယူသေးစရာမလိုမိဘဆိုရင်လည်းယူသေးစရာမလိုဆရာဆိုလည်းယူသေးစရာမလိုဆိုတော့ဘလောက်တောင်ကြောက်ဖို့ကောင်းတဲ့တလိษံတာလောက်ဖြစ်တဲ့လူသားတွေဖြစ်ကုန်ပြီလေတလိษံဖြစ်သွားပြီတလိษံဆိုတာစာအိတ်မေးထုံပြီးတော့ဒါပဲသိတော့တာလေငါညီမတို့ကစစ်တပ်ကမကောင်းဘူးတော်လန်းကြတယ်โอเคလက်ခံတယ်စစ်တပ်ကမကောင်းတော်လန်းတော့ငါညီမတို့ကဘလောက်တောင်ကောင်းသွားကြပြီလေတန်ဃာတို့တွေကိုတတ်တယ်ဆရာဆရာမတွေကိုတတ်တယ်နော်ယူနီဖောင်းမဝတ်ထားတယ်လက်နက်မကိုင်ထားတဲ့ပြည်သူတွေတတ်တယ်ငါညီမတို့ကဘလောက်ကောင်းလဲပြန်စဉ်းစားငါညီမတို့ပြန်စဉ်းစားငါညီမတို့က PDF တရားပေါ့နော်တိုင်းပြည်အတွက်ဘလောက်တောင်ကောင်းသွားပြီလေဘလောက်တောင်ကောင်းအောင်လုပ်ပေးမှာလဲမတထောင်သားအုပ်ချုပ်နေတဲ့စစ်တပ်ကြီးမှာလဲငါညီမတို့စိုးဝါးတဲ့သူတွေရှိပါတယ်လက်ခံပါတယ်ငါညီမတို့ရဲ့အဖွဲ့အစည်းတွေကလူတွေအောင်အကုန်လုံးကောင်းကြလားအကုန်လုံးမရင်းမချင်းကြတော့ဘူးပေါ့တန်ဃာတွေတက်တာဗာလဲကိုမိုးဝကြလာတဲ့သူတွေလာတတ်တော့လားဆရာမတွေတက်တာလည်းဒါပေါ်တင်မဲ့လေကလေးမှဆိုရင်လမ်းလေကောင်မှာပြစ်တက်တာတွေပဲရှိတယ်လေဓမ္မစကူးဆရာမတွေလည်းတက်တယ်လေငါညီမတို့ပြန်စဉ်းစားပါစစ်တပ်မကောင်းနဲ့ငါညီမတို့ကပြောမယ်ဆိုလို့ရှိရင်မကောင်းဆိုးဝါးမိစ္ဆာတွေဖြစ်ကုန်ပြီစစ်တပ်ကမကောင်းတာငါညီမတို့မကောင်းဆိုးဝါးမိစ္ဆာအဆင့်ရောက်သွားကြပြီမိဘတွေမွေးထားတာဒီဟာအတွက်လားတိုင်းပြည်အတွက်လုံးမယ်ဆိုရင်လည်းတိုင်းပြည်အတွက်လုံးရမရောက်ပဲတိုင်းပြည်ဖြတ်ရရောက်နေပြီငါညီမတို့ကတိုင်းပြည်ဖြတ်ရုံနဲ့မကောက်ဘူးဗုဒ္ဓမြတ်စွာဘုရားရဲ့ရန်သူတဖြည်းဖြည်းဖြစ်မှန်းမသိဖြစ်လာကြပြီလူစစ်စစ်ကနေပြီးတော့ဂျိုးတွေအဆွဲတွေမပေါက်ယုံတမယ်ပဲကြံတော့တယ်အဲ့ဒီလူတွေရဲ့တွားရလမ်းကဒိုရိုစီအောင်တွားတဲ့လမ်းပဲငါညီမတို့နော်ဒီဘဝမှာလည်းအများရဲ့ဒရွေးခွက်ထဲမှာပက်လက်မျိုးခံရမယ်ခုလူတွေကတော့တဖြည်းဖြည်းသိလာကြပြီငါညီမတို့လုံငယ်နှစ်တော့အကုန်လုံးထောက်ခံကြတယ်တဖြည်းဖြည်းနဲ့သိလာကြပြီအမှန်တရားဆိုတာအကြိုက်ဖုံးကွယ်ထားလို့မရဘူးကိုလှုပ်တဲ့အပြုတ်မှုတွေကိုတစ်ချိန်ရရင်သိမှာပဲခုကတော့ Facebook တွေ internet တွေအနောက်တိုင်းမီဒီယာတွေကလွှမ်းမိုးမှုနဲ့အမှန်တရားဆိုတာလောလောကူမသိရအောင် Facebook ကလည်းပြောမယ်ဆိုလို့ရှိရင်ဒါငါညီမတို့ဘက်ကနေပြီးတော့ရှိနေသေးတယ်ဒါပေမဲ့အမှန်တရားဆိုတာကြာဖုံးကွယ်ထားလို့မရအောင်ငါညီမတို့အချိန်တန်လို့ရှိရင်သိလာမှာပဲအချိန်တန်လို့ရှိရင်ပေါ်လာမှာပဲအဲ့တော့ပြောချင်တာကအခုပြီးခဲ့တဲ့ရက်မှာလည်း8 လသားကလေးလေးနှစ်ဖူးကြီးစံမှန်သွားတယ်အုပ်ကြီးကိုလိုက်ပစ်တာအုပ်ကြီး2ယောက်လည်းသေးပါတယ်နော်တောင်ကူခရိုင်မှာနော်ထိုက်တဲ့ပင်ကျွေးရအုပ်စုမှာနော်စမ်းချောင်းဝရွာဆိုလားပဲအေးအဲ့ဒီရွာမှာချောင်းဝကျွေးရွာမှာအုပ်ကြီး2ယောက်ကအဟောင်းကနေအစ်စ်ကိုအုပ်ကြီးကတောင်းဝင်လဲပြီးတော့အပြန်မှာကားချင်းရှင်ပြီးတော့ပစ်တာကားကိုကြော်ပြီးတော့လမ်းဘေးမှာတော့သူထိုင်နေတဲ့ကွမ်းရဆိုင်ဘေးမှာထိုင်နေတဲ့ခလေးလေး8 လသားခလေးလေးရဲ့နှစ်ဖူးသွားမှန်တယ်အဲ့ကလေးကမချိမဆန့်ဝေဒနာနဲ့စိတ်ုံရောက်မှာပဲကွယ်လွန်သွားရတယ်စဉ်းစားငါညီမတို့တော်လိုင်းလောက်တာဒီလောက်တော့ဘေးတဲ့ဆိုကြရှိမှာပဲလို့ပြောမယ်ဆိုလို့ရှိရင်စစ်တပ်ကနှိမ်နေတဲ့ခါမှာလဲဘေးတဲ့ဆိုကြရှိတာကိုငါညီမလေးလိုနားလည်ပေးလိုက်လေဒါကြောင့်ငါညီမတို့နားလည်မပေးဘူးမကျင်းတတ်ဘူးတော်လန်ရှင်နဲ့တိုက်ခိုက်ခြင်းနဲ့ဆိုလို့ရှိရင်ငါညီမတို့ကစစ်တပ်နဲ့ဘာချတော့မှာလဲညီမလေးတို့တော်လန်နေတဲ့ငါညီတို့တော်လန်နေတဲ့စစ်တပ်နဲ့ဘာချတော့မှာလဲ
ဘေးထွက်ဆိုကြရှိမှာပဲဆိုအခုဒီစစ်တမ်းတွေအရဆိုရင်တက်မတော်ကနေပြီးတော့ဒါဟိုပါဆန္ဒပြပွဲတွေစစ်ကြောရေးတွေတိုက်ပွဲတွေမှာနှိမ်နှင်းပြီလို့ဒါတည်သွားတဲ့လူက2800ရှိရဲတဲ့ငါညီမတို့တက်ပြလိုက်တဲ့သူက4000ကျော်သွားပြီငါညီမတို့ဒလန်ဆိုတဲ့တစိမ့်တက်ပြီးတော့အမျိုးမျိုးတစိမ့်တွေတက်ပြီးတက်ဖြတ်လိုက်တာဟာအယောက်4000ကျော်သွားပြီငါညီမတို့ကပို့ပြီးတော့မှာပဲလက်တံပြောင်းနေပါလားစစ်တပ်ထက်စစ်တပ်ကတက်လို့တေဝါရဲ့သူတွေလည်းရှိပါတယ်ဒါသူတို့ကိုစန္ဒပြလို့သူတို့ကိုတော်လန်တိုက်ခိုက်လို့ဖန်ရင်စီရင်နဲ့နော်အထီးကြီးုံနှိမ့်နေနဲ့ပြစ်ခတ်လို့တေသွားတဲ့သူတွေရှိပါတယ်ဒါလက်ခံတယ်နော်ချို့ဆိုရတနာစရာအမတန်ကောင်းပါတယ်နော်အိမ်မပြန်နိုင်ရကြတဲ့လူငယ်တွေရှိတယ်ဒီလိုမျိုးပဲငါညီမတို့လူအယောက်4000ကျော်အုပ်ကြီးတေးလိုက်တာမှအများကြီးအုပ်ကြီးတွေကဘာဖြစ်ရှိလို့လဲရွာရှိရင်တော့အုပ်ကြီးရှိရမှာပဲလေရွာရှိရင်ရုပ်ကလူကြီးရှိရမှာပေါ့အဲ့တော့တယောက်တင်တော့တယောက်တက်မှာပဲလေတက်သမျှအုပ်ကြီးတောင်တက်လို့ရှိရင်ဒီရွာမှာရှိတဲ့လုံခြုံရေးတွေရွာရဲ့တာရေးနာရေးတွေဘယ်သူကဥဆောင်လုပ်မှာလဲရွာတရွာရှိရင်လူကြီးရှိမှာပေါ့ရက်ကွက်တစ်ခုရှိလို့ရှိရင်ရက်ကွက်လူကြီးရှိမှာပေါ့ငါညီမတို့ကဒီအုပ်ကြီးတွေကိုတချို့အုပ်ကြီးတွေဆိုရင်ရက်ရွာလေးစားရတဲ့သူတွေပါတယ်လမ်းမတော်မှာတီသွားတဲ့အုပ်ကြီးဆိုရင်ရက်ရွာအမှန်တန်လေးစားရတဲ့အုပ်ကြီးဘယ်အမှမသိတဲ့ကောင်နဲ့လာတက်သွားတာငါညီမလူလည်းမကြည့်ဘူးမူလည်းမကြည့်ဘူးတချို့တွေကငါညီမတို့ထောက်ခံတဲ့သူတွေပဲနော် PDF တွေ NUG ထောက်ခံတဲ့သူတွေပဲဒါပေမဲ့ဒီရက်ကွက်မှာခေါင်းဆောင်မဲ့သူမရှိတော့တက်လောက်တာဒါပေမဲ့အသက်ခံလိုက်ရတယ်အဲ့တော့ဘာဖြစ်သွားလဲငါညီမတို့ကိုထောက်ခံတဲ့သူတွေကြီးပဲအသက်ခံလိုက်ရပဲမနေဘူးရက်ကွက်ထက်မှအကျွေးမပေးနိုင်ဘူးအကျွေးရှင်ဒလန်ဆိုပြီးတစိတ်ကက်လိုက်တယ်လာသက်သွားတယ်အဲ့ဒါဟာလှိုင်မျိုးနယ်မှာလည်းဖြစ်သွားကြတာလုံးဝ analysis စစ်ကြီးကိုတက်သွားတာမကျေနပ်လို့ကြောက်ချရင်တက်တယ်ငါညီမတို့ကတရားစီရင်ရေးလည်းမသိဘူးဥပဒေလည်းနားမလဲဘူးဒီလူဟာဒလန်ဟုတ်မဟုတ်လည်းမသိဘူးနောက်ဆုံးဒီအမေရိကန်မှာရှိတဲ့ဘုံမှုအမျိုးသမီးသူ့နာမည်တော်ပါစက်ဖျားနေမိသွားပြီသူတော်မှပြောတယ်ပေါ့နော်သူ့တော်ဝိုင်းဆဲနေကြသေးတယ်နော်အဲ့တော့သူ့တော်မှဝိုင်းဆဲနေကြသေးတယ်ဒီအမေရိကန်စစ်တပ်ကနေပြီးတော့ဘုံမှုအမျိုးသမီးပဲနာမည်ဘယ်လိုခေါ်ပါလဲအဲ့ဒီမျိုးသမီးတော်မှာအင်တာဗျူးတော့ပြောထားသေးတယ်ဒီလိုမျိုးပေါ့နော်ဒဇလန်တစိတ်ကပ်ပြီးတော့တာမန်ပြည်သူတွေကို PDF ကလိုက်တက်တာတွေလည်းရှိတယ်လို့သူပြောလိုက်တာဝန်ခံပြောဆိုလိုက်တာရှိတယ်နော်ဆိုတော့ဒါလူတွေကသိနေကြပြီဒါဆိုသူသိရဆိုရင်အမေရိကန်ဆိုရမသိစရာအကြောင်းမရှိဘူးအမေရိကန်ဆိုရသိရဆိုရင်တခြားအစိုးရတွေကမသိစရာအကြောင်းမရှိဘူးအဲ့တော့ပြောချင်တာတခြားအစိုးရတွေဒီလက်ရှိစစ်တပ်အုပ်ချုပ်တာကိုမကြိုက်ဘူးတက်မတော်မကြိုက်တော်ညာလဲငါညီမတို့ထောက်ခံနေတာမဟုတ်တော့ဘူးဆိုတော့သိထားပါအဲ့ဒါကြောင့်မို့လို့တို့ဒီလက်နက်မကူညီဘူးညီမလေးငါညီမတို့လက်နက်လည်းမကူညီဘူးဘာမှမကူညီဘူးအေးဒါပေမဲ့ဂျားထဲမှာရှိတဲ့ဂျားပွဲစားပေါ့နော်ပြောမှဆိုရင်တတိယအဖွဲ့အစည်းတွေကငါညီမတို့ကူညီမှာပေါ့ဘာမှ free ranger တို့ဘာလို့ညာတို့ပေါ့အဲ့ဒါတွေကတော့မဖြစ်ညစ်ကျယ်လေးကူညီမှာပေါ့အခုပြည်ပရောက်သွားတဲ့သူတွေလည်းငါညီမတို့တော်လိုင်းရေးမှာဥဆောင်တဲ့သူတွေတော်လိုင်းရေးမှာဥမဆောင်မင်းနဲ့သူတို့မိသားစုတီးဆောက်နေတယ်ဆိုတော့ဟိုငါညီမတို့နားလည်ထားကြပြည်ပမှာကိုဘွားကိုဘယ်လိုတီးဆောက်နေလဲဆိုတော့ငါညီမတို့မြင်ပြီးသားဖြစ်မှာပါသူတို့ဒီတော်လိုင်းရေးစိတ်ဝင်စားတော့မကောင်းတဲ့လို့ Facebook မှာတက်ပြောနေကြတာအလူငွေလေးများရလို့ရညာသူတို့ကများအားလုံးက respect ပေါ့ gain လို့ gain ညာရှောက်ပြောနေကြတာအားလုံးကကိုဘွားကိုတီးဆောက်ပြီးတော့အိမ်ဝယ်နိုင်ဖို့ခြံဝယ်နိုင်ဖို့ကားဝယ်နိုင်ဖို့လူတိုင်းစိတ်နေနိုင်ဖို့ကြိုးစားနေကြတာဖင်ရလို့တော့မကုန်အောင်ငါညီမတို့စိတ်ငါညီမတို့ Facebook သုံးတဲ့ချိန်မှာစိတ်ထဲမှာရှိတယ် Facebook ပိတ်လိုက်တယ်ငါညီမတို့စိတ်ထဲမှာမရှိတော့ဘူးပြောမယ်ဆိုတော့ဘေးနားနေအာသီးဝင်အောင်ပေးတဲ့အစင်ပဲရှိရတယ်အဲငါညီမတို့အသက်ပေးပြီးတိုက်ခိုက်နေကြတယ်အဲ့တော့ကိုယ့်အသက်ကိုတမျောပါကိုယ့်ဘာသာတသနာတော်ကိုတိုက်ခိုက်တယ်လို့ဖြစ်နေပြီတဖြည်းဖြည်းနဲ့နော်အတိမပြောထားတယ်comment တွေပြန်ထားတာမရှိဘူးသူဟာလူတော့ကျွန်တော်ပြောချင်လို့ပြန်မယ်ဒီဇလန်ကဘယ်ဟာစတာလဲဘယ်ဟာစလဲအရေးမကြီးဘူးဘလို့အဆုံးသတ်ဖို့လည်းအရေးကြီးတယ်ဘယ်ဟာစလဲဆိုအရေးမကြီးတော့ဘူးနှစ်ကြာသွားပြီချီးကြောက်တွေပြန်ရည်နှုတ်နေအလကားပဲအဲ့ကျွန်တော်ပြန်ပြောမယ်ဆိုရင်လွန်ခဲ့တဲ့2နှစ်ကိုပြန်ပြောမလားဒါမှမဟုတ်လို့ရှိရင်ရွေးကောက်ပွဲကိစ္စတွေကိုပြန်ပြောမလားဒါမှမဟုတ်လွန်ခဲ့တဲ့10နှစ်ကိုပြန်ပြောမလားပြောချင်ရင်တော့ကျွန်တော်တို့အထိတ်သမိုင်းကြောင်းတွေအများကြီးတူဖော်လို့ရတယ်ခုဘယ်လိုစခဲ့လဲဆိုတာကိုမပြောနဲ့တော့ဒါကိုကျွန်တော်ဘယ်လိုအဆုံးသတ်မလဲတယောက်နဲ့ဘယ်လိုဆုံးသက်မလဲဒီမှာရှိရပြောထားတယ်တက်ကအချိန်နဲ့မကောင်းဘူးလေငါညီလေးပြောပြမယ်နော်ရန်ကုန်ရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့နော်တိုင်းနဲ့ပြည်နယ်14ခုမှာ PDF ကဗန်နှမျိုးတိမ့်ထားပြီးသွားပြီလေတင်းနေ့ဖမ်းခံလဲတာလည်းမနေဘူးတောထဲမှာတေးတာလည်းမနေဘူးညီလေးတို့ပဲသိမလဲတက်မတော်ကလည်းမတင်ဘူးဟိုဘက်ကလည်းနိုင်တဲ့တဲ့ပဲတင်မယ်အဲ့တော့ဟိုဘက်ကလည်းနိုင်နေပြီပြောဒီဘက်ကလည်းနိုင်နေပြီပြောတယ်တကယ်လည်းနိုင်လားမနိုင်လားသိရင်ညီလေး
ပူတာအိုကနေပြီးရန်ကုန်ဒီစပိန်စီးကြည့်ပါဘယ်သူနိုင်နေလဲတွေးလိုက်မယ်နော်ပူတာအိုကနေပြီးတော့ရန်ကုန်ဒီလမ်းလျှောက်သွားကြည့်လိုက်အဲ့ဒါဆိုငါညီတို့တက်ကအချင်းကြီးကောင်းလားမကောင်းလားသိရလိမ့်မယ်နော်ဟုတ်ပြီလားနော်ငါညီမတို့နိုင်ငံရေးစီးရေးအကြောင်းကိုသိရင်ပြောချင်ရောကိုကဟိုပြောမယ်ဆိုရှင်အမှန်တရားသမားငြိမ်းချမ်းရေးသမားမဟာတမဂန္ဒီလမ်းစဉ်သမားတယောက်နဲ့တိုက်ခိုက်တာအာမပေး PDF တွေလည်းဝမ်းမတောက်စစ်သားတွေလည်းဝမ်းမတောက်ဒါပေမဲ့ငါညီမတို့တက်အကြောင်းပြောစေချင်လို့တက်ဘယ်လိုခေါ်မလဲစီးရေးစေရအကြောင်းသိစေချင်လို့ရှင်နည်းနည်းပြပြမယ်နော်ရှမ်းပြည်တောင်ပိုင်းမှာတက်မတော်ပြီးတကူကြီးဆုံးကကျွန်တော်ပအိုးဖွဲ့ PNO လို့ဆိုရယ်ပအိုးဖွဲ့အဲ့ပအိုးဖွဲ့ကတက်မတော်နဲ့မဟာမိတ်ရှမ်းပြည်အရှေ့ပိုင်းမှာတကူကြီးဆုံးဖွဲ့ကကျတော့ဝမိုင်းလာအဲ့ဖွဲ့ဝတကူကြီးဆုံးဝကလည်းတက်မတော်ရဲ့မဟာမိတ်နောက်ပြီးတော့တက်မတော်နဲ့အခုငင်းချမ်းရေးယူထားတဲ့အဖွဲ့ကြီးလည်းရှိတယ်အများကြီးရှိတယ်အဲ့တော့ရှမ်းပြည်တောင်ပိုင်းမှာပအိုးကကြီးစိုးနေတဲ့အတွက်ကြောင့်မလို့တက်မတော်နဲ့ပအိုးရှိနေလို့ရှိရင်ရှမ်းပြည်တောင်ပိုင်းကလည်းထိန်းထားပြီးသားဖြစ်တယ်ပြီးတော့အထိအညာဘက်မှာဆိုလို့ရှိရင်လည်းမြို့ကြီးတွေမှာဘာဖြစ်လို့စကိုင်းဘက်မှာရွာတွေကိုဘယ်လိုပြောရမလဲမချေမုံလဲဆိုတာကိုတခုပြမယ်ချေမုံတိုက်ခိုက်ရတာလွယ်တယ်အမုံတရားတစ်ခုဖြစ်သွားပြီးတော့ရှိုင်းအမုံတရားတစ်ခုကညှိမ့်သက်ဖို့ကနှစ်ပေါင်း10စုနှစ်နဲ့ချီပြီးကြာတယ်အခုတော့မှကိုတို့တိုင်းပြည်မှာဘယ်လောက်ထိအောင်မှရွာတယ်မီးလောင်တယ်နော်စစ်ပေးဒုက္ခတွေအများကြီးရှိတယ်အဲ့ဒီဟာကိုအချမ်းနီးနဲ့ဖြည့်ရှင်းလိုက်လို့ရှိရင်ဒါဘယ်တော့မှပြီးမှာမဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့အပြော့နီးနဲ့ကိုလာတိုက်ခိုက်တဲ့ဟာကိုပြန်တိုက်ခိုက်တဲ့စနစ်ကိုပြန်သုံးနေတာပြီးတော့ကိုထင်ပါတယ်အညာဒေတာဆိုလို့ပို့ပြီးညှတာတယ်လို့လည်းကိုထင်ပါတယ်ဘာလို့ဆိုတော့လက်ရှိဗိုလ်ချုပ်တော်များအညာဖြစ်တာဟုတ်အညာဒေတာကိုတော်တော်ညှတာတယ်ထင်ပါတယ်ဒါကြောင့်မလို့အညာဒေတာကိုပြောမှဆိုလို့ရှိရင်အင်အားကုန်မသုံးဘူးလို့ထင်တယ်တက်မတော်မှာပြထားတာလည်းအနိုင်ဆုံးအင်အားအနည်းဆုံးအဆင့်လို့ပြောထားတယ်ပြီးတော့လွန်ခဲ့တဲ့နှစ်ကတည်းကအများကြီးကွာသွားပြီတဲ့ဆိုတော့ညီလေးဟုတ်ပြီကိုကအဲ့လိုမျိုးဟို question and answer လေးတွေသဘောကျတယ်ကိုပြပြမယ်လွန်ခဲ့တဲ့နှစ်ကတည်းကအများကြီးကွာဟသွားပြီဘာလို့ကွာဟသွားပြီဆိုရင်တိုက်လျင်အစင်40ကျော်နဲ့ဆက်လက်နဲ့တွေအများကြီးကိုရုရှားဆီကနေရလိုက်တယ်အဲ့ဒါကွာဟသွားပြီနျူကလ িয়ার တပ်ပေါင်းဖိုးတွေပါတိစောက်ဖို့တွေပါဖြစ်သွားပြီဒါလည်းကွာဟသွားပြီပေါ့နော်တက်မတော်ကတခြားနည်းပညာအကူအညီတွေလည်းအများကြီးရသွားပြီကိုဒါတွေမပြောချင်ဘူးအဲ့တော့ပြောချင်တာကိုပြရမယ်21ရာစုမှာလေရင်နဲ့တိုက်နေတဲ့အချိန်မှာလေတက်မရှိလို့ရှိရင်တော်တော်လေးကိုဒါဟိုအောင်နိုင်မှုဖြစ်နိုင်ခြင်းနေပါတယ်ညီလို့တကယ်မယုံဆိုရှင်ရန်ကုန်မြို့ကားပတ်မောင်းကြည့်လိုက်ဒါမှမဟုတ်လို့ရှိရင်ပူတာအိုကနေပြီးတော့ရန်ကုန်ဒီစပိန်နင်းကြည့်လိုက်အဲ့ဒါဆိုရင်တက်မတော်အချင်းချင်းကောင်းလားမကောင်းလားညီလို့သိရပါလိမ့်မယ်ဂိတ်တွေဖြတ်တိုင်းညီတို့အများကြီးလိမ့်မာသွားပါလိမ့်မယ်နော်အဲ့တော့ကိုကျန်စာပြီး comment မဖတ်တော့ဘူးเนาะကိုကဖယ်လိုက်တော့အဲ့ဒါကိုပြောမဲ့ chat topic တွေလွဲပုံမှာဆိုလို့အဲ့တော့ပြောချင်တာနိုင်မယ်ဆိုလို့ရှိရင်အုံထားပြီးတော့ဒါဟိုဘယ်လိုခေါ်မလဲလူတွေကပါနေတဲ့အချိန်မှာတော့မနိုင်ခဲ့တာအခုလိုမျိုးနှစ်နှစ်ကျော်ကြာသွားတဲ့အချိန်မှာ NASA ကတော့မှကာလုံပြန်လွှဲတော့မယ်အချိန်မျိုးမှာမှန်ပါတယ်တိုင်းပြည်မှာအားလုံးငြိမ်သက်သွားတာတော့မဟုတ်ဘူးဟိုနားမှာပြောဖောက်ဒီနားမှာပြောဖောက်ဆိုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဟာကြီးကအစိုးရတရလုံးလဲပြို့သွားနိုင်တဲ့အနေအထားကြီးမဟုတ်ဘူးဆိုတော့ငါညီတော့သိထားဖို့ကောင်းတယ်နော်နောက်တစ်ခုရှိတာကနော်ဟိုနယ်စပ်ဂိတ်တွေအကုန်ပြန်ဖွင့်လိုက်တယ်၃နှစ်လုံးမဖွင့်တဲ့တရုတ်နယ်စပ်ဂိတ်တွေထိုင်းနယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်ပြီဆိုတော့ကုန်စည်နယ်စပ်ကုန်စည်စီစဉ်မှုတွေကလည်းပြန်ဖြစ်လာပြီအဲ့နယ်စပ်ကုန်စည်စီစဉ်မှုတွေမှာဒီအဲ့လမ်းကိုပိတ်ဆို့တာတို့အဲ့လမ်းပေါ်မှာကားတွေကိုမိရှို့တာတို့ဘယ်ဖွဲ့စည်းရေးလုပ်နေလဲဆိုတော့ငါညီတော့အသေးဆုံးနေမှာပေါ့နော်ကုန်ကားတွေကိုမိရှို့တာတို့ကားတွေကိုမိရှို့ပစ်တာတို့လမ်းတွေကိုပိတ်တာတို့အဲ့လိုမျိုးကုန်ကားတွေမိရှို့လမ်းတွေပိတ်လို့ရှိရင်အစိုးရထိတာလားပြည်သူထိတာလားဆိုတာတော့ဒါကတော့မြန်မာနိုင်ငံကုန်တယ်များအတင်းအောင်ဖြေစေချင်တယ်ပြည်သူထိတာလားဒါဟာစစ်တပ်ထိတာလားဆိုတော့နော်အဲ့လိုမျိုးမြောက်ရီအာရှလမ်းမကြီးပေါ်မှာကားတွေခဏခဏမိရှို့တာမျိုးတွေလာရှုမှုဆယ်လမ်းမကြီးမှာကားတွေကုန်ကားတွေခဏခဏမိရှို့တာမျိုးတွေဒါဘယ်သူတွေလောက်တာလဲဆိုရင်ဒါကိုသိပါလိမ့်မယ်နော်နောက်တစ်ခုရှိတာအခုသာသနာတော်နဲ့ပတ်သက်ပြီးတော့ဒေါ်ရိုစီအောင်တည်ဆုံးသွားတယ်အာရင်းကလည်းဒလန်ဖြစ်သွားတယ်နောက်ပြီးတော့တယောက်နဲ့လည်းအန်ယူဂျီမှာမတည့်ကြတော့ဘူးအချင်းချင်းပြောမယ်ဆိုရင်အချင်းချင်းလုံးချန်တက်ဖြတ်မှုတွေကတဖြည်းဖြည်းဖြစ်လာကြပြီဒါငွေကြေးကဏ္ဍတွေနဲ့တယောက်နဲ့မကျေနပ်မှုတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာနွေဦးဒေါ်လာရေးဆရာတော်တို့ဘာလို့ရှိတယ်နော်ဒါဦးမင်းတုံညာတော့ကျွန်တော်တခါမှမရရင်မပြောဘူးကိုနဲ့အမြင်မတူရင်တော့မှပဲဖုန်းကြီးနေရာမှာပဲထားတယ်မရင်ကျွန်တော်တို့ဘယ်တော့မှမဆဲဘူးဒါပေမဲ့ဟိုဘက်ကသူတွေကကျတော့ဘာမှမပြောတဲ့ဆရာတော်တွေထားပါတော့နွေဦးဒေါ်လာရေးဆရာတော်မင်းတုံညာတို့ဆိုတာတော့ပြောင်းကိုဒါပြောမှဆိုရင်ဒါအန်ယူဂျီနဲ့ PD ဘက်ကထောက်ခံတယ်ပြောင်းကိုဒီပြောမှတီတီကူဆရာတော်တို့ဘာလို့ဝေဖန်တယ်ပြောမှဆိုဆရာတော်ကြီးတွေက
ပြောင်းပေါ့နော် PDF တွေကိုမိုင်ရိုင်းစော်ကားခဲ့တာတစ်ခါမှမရှိဘူးမိုင်ရိုင်းခဲ့တာမျိုးမကောင်းပြောခဲ့တာမျိုးဆရာတော်ကြီးတစ်ခါမှမရှိဘူးဆရာတော်ကြီးကဘာမှမပြောဘဲနဲ့နေတာအဲ့တော့ဘာမှမပြောဘဲတဲ့ဆရာတော်တွေကိုတို့တွေကမိုက်ရိုင်းတာအဲ့ဒါကွာသွားတယ်ဒီဘက်ကသူတွေကဟိုဘက်ကပါတဲ့ဘုန်းကြီးတွေကိုမမိုက်ရိုင်းဘူးဟိုဘက်ကလူတွေကဒါဒီဆရာတော်ကြီးကိုလာမိုက်ရိုင်းတာဆိုတော့ဒါဘယ်ဘက်ကဓမ္မလဲအာဓမ္မလဲဆိုတော့စဉ်းစားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ကဲဒီမှာ issue တွေကစလာပြီကျွန်တော်တို့ဗုဒ္ဓဘာသာမှာမကောင်းတာညွှန်ကြားခဲ့တာဘယ်နှမှာရှိလဲအကျင့်သီလကောင်းရမယ်နော်တည်ကြည်ဖြောင့်မတ်ရမယ်နော်ပညာသီလသမာဓိပညာပဲဗုဒ္ဓဘာသာဟောတာလေမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြောင်းစိတ်ကိုထားပဲဟောတာအဲ့ဒီလိုကောင်းမြတ်လာတဲ့ဗုဒ္ဓသာသနာတော်ဘာဖြစ်လို့ဒါတိုက်ခိုက်နေကြတာလဲနောက်ပြီးရှိသေးတယ်ဒီ light တွေလွှင့်ပြီးတော့ဗောနော်နောက်ဆုံးကျတော့တီတူကူဆရာတော်ကြဆုံးခြင်းကဗုဒ္ဓသာသနာတော်ရဲ့ကြဆုံးခြင်းဆိုတဲ့အဆင့်ထိကိုပါရောက်ရှိလာကြတယ်တီတူကူဆရာတော်ကြဆုံးတာနဲ့ဗုဒ္ဓတီတူကူဆရာတော်ကြဆုံးတာနဲ့ဗုဒ္ဓသာသနာကြဆုံးတာနဲ့ကဒါထပ်တူချက်မြတ်ကြတယ်အဲ့တော့တီတူဆရာတော်ကြာဆုံးခြင်းကနေဦးတော်လိုင်းရေးအောင်နိုင်ခြင်းပဲတဲ့ဒါကိုကြည့်ခြင်းအပြင်သူတို့ရဲ့ဥတီချက်ဟာသာသနာကြာဆုံးရေးကိုဥတီနေတာဆိုကျွန်တော်သိနိုင်ပြီပြကျောင်းနေပိတ်ခိုင်းတယ်ဆေးရုံနေပိတ်ခိုင်းတယ်ထေကြီးဝါကြီးတွေကိုစော်ကားတယ်ဒါကိုကြည့်ခြင်းအပြင်သူတို့ရဲ့ဥတီချက်ကဘယ်ကိုရောက်နေပြီလဲဆိုတော့သိနိုင်တယ်အော်တက်ရင်ပနေရင်ခုပြောမယ်နော်တက်ရင်ပနေရင်ကြာသွားပြီလေတက်ရင်ပနေရင်ကြာသွားပြီလေမြို့ပနေမြို့သိမ်းပြီးသွားပြီလေNUG ရဲ့ခေါင်းဆောင်တွေဘယ်နှယောက်မြန်မာနိုင်ငံကိုရောက်လာပြီးသွားပြီလဲအဲ့တော့ကျွန်တော်ပြောရရှင်းရှင်းလေးပဲဘယ်လိုစခဲ့တာလဲတို့နော်ဘယ်လိုစခဲ့တာလဲဘယ်သူကလောက်တာလဲဆိုတယောက်နဲ့တယောက်နဲ့မလုံးဆက်ကူကအပြစ်တင်နေဖို့မလိုဘူးနော်ဘယ်လိုအဆုံးသတ်ဖို့လိုလဲဆိုတာအရေးကြီးပါတယ်နော်ကျွန်တော်ဒီလိုမျိုးတယောက်နဲ့အချင်းချင်းအပြန်အလှန်တက်ဖြတ်နေတာကိုဘယ်လိုအဆုံးသတ်ဖို့လဲဆိုတာအရေးကြီးဖို့လိုပါတယ်နော်ဒါပါပဲအခုဒါရွေးကောက်ပွဲကဩဂတ်လမှာကျင်းပမယ်လို့သူအကြမ်းဖြင့်ပြောထားတယ်ပေါ့နော်အဲ့တော့လူစင်းတွေကောက်ကြတယ်ကောက်ပြီးတော့ဒါမဖြစ်တဲ့နီလန်နဲ့ဒါရွေးကောက်ပွဲကိုလုပ်သွားမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ရုရှားသွားကြတဲ့ကဗိုလ်ချုပ်မူကြီးမင်းအောင်လည်းပြောထားတာရှိတယ်ဒီရွေးကောက်ပွဲကိုသူရအောင်လုပ်မယ်ဆိုတာဒါကျွန်တော်ထင်ပါတယ်ရွေးကောက်ပွဲကိုရအောင်လုပ်ဖြစ်အောင်လုပ်သွားမယ်လို့ထင်ပါတယ်ဘာလို့85ရာခိုင်နှုန်းဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကဟိုလွတ်တော်ခေါ်လို့ရတယ်လေ85ရာခိုင်နှုန်းဆိုလို့ရှိရင်အဲ့တော့လို့အစမပြေတဲ့နေရာခြံထားခဲ့မှာပေါ့ NLD လက်ထက်ကရွေးကောက်ပွဲတုန်းကဆိုလို့ရှိရင်လည်းရခိုင်ပြည်မှာဆိုရင်မလုပ်ဖြစ်တဲ့နေရာတွေအများကြီးရှိတယ်လေရခိုင်ပြည်တော်တော်နေရာတော်တော်များများမှာပေါ့နော်အနှံပြားမှာဒါ NLD အုပ်ချုပ်တဲ့အချိန်မျိုးမှာအတောင်မှပဲရွေးကောက်ပွဲကိုမလုပ်ဖြစ်တဲ့နေရာတွေရှိတယ်အဲ့တော့စကိုင်းဘက်တော်တော်များများနေရာမှာမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်လည်းခြံထားခဲ့မှာပဲပေါ့နော်ဒါကတော့ခြံထားခဲ့မှာပဲဒါနောက်တစ်ခုကဒီရွေးကောက်ပွဲလုပ်လို့ရှိရင်တော့လူတော်တော်များများအသက်ပေးသွားရအောင်ပါလို့ကျွန်တော်ထင်တယ်နောက်တစ်ခုရှိတာကျွန်တော်ရွေးကောက်ပွဲစစ်ကောင်စီလုပ်လို့ရွေးကောက်ပွဲမလုပ်ဘူးကျွန်တော်ပြောပြပါပြီပဲဘယ်လိုစလဲဆိုတာမပြောနဲ့တော့ဒါကြီးကိုကျွန်တော်အဆုံးသတ်ဖြစ်ဖို့လိုတယ်စစ်တပ်ကလည်းဒီလောက်ထိဖြစ်မယ်လို့သူတို့မျှော်မှန်းထားပုံမရအောင်လူတွေလိုသေးမှန်းဒီလိုမျိုးတိုင်းပြည်ဖေဖို့ဖျက်ဖြစ်မယ်လို့မမျှော်လင့်ထားခဲ့ဘူးနဲ့တူပါတယ်ကျွန်တော်ပြပြမယ်ဘသူပြုတ်မိမှုပေါ့နော်ကျွန်တော်ဒီချိန်မှာရတန်းရက်တင်ပြီအားလုံးရတန်းရက်တင်ပြီရွေးကောက်ပွဲဘက်ကိုသွားမှကျွန်တော်တို့ကဟိုတည်ငြိမ်တဲ့နိုင်ငံရေးကိုပြင်ရမှာလေโอเคအဲ့ဒါဆိုလို့ရှိရင်ရွေးကောက်ပွဲမလုပ်ဘူးဆိုလို့ရှိရင်ဘယ်လိုဆက်သွားချင်တာလဲစစ်တပ်ကဒီလိုမျိုးပဲအုပ်ချုပ်ထားတာမျိုးပဲလိုချင်တာလားစစ်တပ်ကဒီလိုမျိုးပဲအုပ်ချုပ်ထားမယ်မစင်းပြီးတော့မဖယ်ပြီးတော့ရတယ်ဦးတန်းရွှေတို့လိုမျိုးနော်နှစ်16နှစ်လောက်20လောက်အုပ်ချုပ်သွားမယ်အဲ့လိုနေရမှာလားအဲ့လိုလမ်းစဉ်ယူသွားမယ်ဆိုလို့ရှိရင်လည်းသူတို့မာဒီဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်ပလိုက်ပြီးမာရှယ်လုံးနဲ့အုပ်ချုပ်ရင်ပို့လွှဲတယ်နော်ကျွန်တော်ပြောရမယ်ခုချိန်ဒီမငြိမ်သေးဘူးဆိုတာဖွဲ့စည်းပုံအခြေခံဥပဒေဟိုဘယ်လိုခေါ်မလဲမဖြတ်သိမ်းလို့ပြောမယ်ဆိုမငြိမ်တာဆိုတော့ရှေ့ကပြောရတက်မတော်ကညံ့သွားပြီးတော့ဟာမလုပ်လို့မရမဟုတ်ဘူးတက်မတော်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီနေ့ဖြတ်လိုက်မနေ့ငြိမ်သွားပြီဘာဖြစ်လို့သိလားမာရှယ်လောပြလိုက်မာရှယ်လောပြပြီးတော့ပြောမယ်ဆိုရင်စစ်အုပ်ချုပ်ရေးလုံးဝစစ်အုပ်ချုပ်ရေးပေါ့ 100% စစ်အုပ်ချုပ်ရေးသွားမယ်ဆိုရင်စစ်တိုင်းမှုတွေကိုအာဏာပေးလိုက်မယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်တော့စစ်ကြည်ညာတဲ့ပုံစံမျိုးပါပဲဒါနော်အဲ့လိုလုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အများကြီးသိမှာဆိုရင်ကျွန်တော်ပြောချင်တဲ့စကားတစ်ခုရှိတယ်ကမ္ဘောဒီးယားနိုင်ငံကမြန်မာနိုင်ငံအရေးခင်းနဲ့ပတ်သက်လာလို့ရှိရင်အများကြီးတက်တာဟိုတာရပျော့ပြောင်းတယ်ပေါ့နော်မြန်မာနိုင်ငံချစ်ခဲ့တယ်ကမ္ဘောဒီးယားဝန်ကြီးဟွန်ဆန်ကအာဆီယံဥက္ကဋ္ဌဖြစ်ပြီးတော့မြန်မာနိုင်ငံကိုလာတော့ဆိုရင်ကိုချင်းစာတယ်ဘာဖြစ်လို့ကိုချင်းစာလဲဆိုရင်ကမ္ဘောဒီးယားနိုင်ငံမှာအဲ့လိုမျိုးပဲမတူညီတဲ့အဖွဲ့အစည်းတစ်ခုကတန်ရင်နဲ့နိုင်ငံလူကြီးသုံးပုံတစ်ပုံကုံဆုံးသွားတယ်ကျွန်တော်အဲ့ဒီကိုသွားကြမှာလားပါစစ်တပ်ကြီးကနေချင်းညံ့ချင်းကုံဆုံးသွားမှာမဟုတ်ဘူး
စစ်တပ်ကြီးကိုအမြင့်ပြအောင်လုပ်ဖို့ဆိုရင်သူ့ကိုထောက်ခံတယ်လို့ပါလေဒီသူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့အတိုင်းဝိုင်းနေပါဖမ်းလိုက်မယ်10 တန်းပတ်ချတယ်လို့အနည်းဆုံးရှိတယ်10 တန်းဆိုတာပြောမယ်ဆိုရင်ဒါတိုင်းပြည်ရဲ့ဒါ20 ရာခိုင်နှုန်းလောက်ကအနှိမ့်ဆုံးရှိတယ်စစ်မှုထမ်းဟောင်းတွေတက်မတော်ရဲ့ရန်ဖွဲ့အများကြီးပေါင်းလိုက်မယ်သူ့ရဲ့မိသားစုဝင်ကြီးပေါင်းမယ်ဆိုရင်တော့မှပဲလူတွေတန်းနဲ့ချီတယ်ဒါကြီးကိုအကုန်လုံးပါလဲလမ်းမပေါ်ထုတ်သက်ပြမှာလားစဉ်းစားကြည့်လေအဲ့လိုဆိုရင်ကမ္ဘောဒီးယားလူတွေသုံးပုံတပုံအယိုးတောင်လို့ပုံသွားခဲ့တယ်အဆုံးအဲ့ဒါတော့မှပဲ9 နှစ်ကြာမှာပဲပိုပိုရဲ့အုပ်ချုပ်ရေးကြီးဟိုရက်သွားတယ်အဲ့လိုမျိုးလူတွေကိုတောက်လျှောက်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲကြက်ကလေးငှက်ကလေးတက်တယ်လို့တောက်လျှောက်တက်နေတဲ့ပိုပိုအစိုးရတော့9 နှစ်ကြာမှဆင်းသွားတယ်9 နှစ်ကြာမှကုလသမဂ္ဂဝင်တယ်ပြောမယ်ဆိုအဲ့ချိန်မှာကမ္ဘောဒီးယားလူဦးရေ9 တန်းလောက်ရှိတဲ့အခါမှာ1 တန်းကျော်လောက်ကို2 တန်းလောက်ကိုတည်သွားတဲ့အခါကျတော့မှဒါဟိုပါပေါ့ဘယ်လိုခေါ်မလဲလုံးဝပေါ့နော်ရှက်တန်သွားတာပေါ့ဆိုတော့ဒီကမ္ဘောဒီးယားနိုင်ငံနေမဟုတ်ဘူးပြီးတော့ရဝမ်ဒါမှာထင်တယ်ဟူတူနဲ့တူစီဆိုတာရှိတယ်လူရန်စား2 ရက်ပေါ့နော်ဟူတူနဲ့တူစီဆိုတာလူမျိုးမဟုတ်ဘူးဆိုလူရန်စား2 ရက်လို့ပြောရင်ပုံမှန်တာပေါ့အချင်းချင်းအပြန်လန်တက်ဖြတ်လိုက်တာလူမျိုးတုံးတက်ဖြတ်မှုပေါ့ကျွန်တော်တို့ကမြန်မာအချင်းချင်းလူမျိုးတုံးတက်ဖြတ်မှုဥတီတော်မှာလားတန်ဃာတော်တွေတက်မယ်တက်မတော်ဒါမိသားစုတွေလိုက်တက်မယ်တကယ် NUG-PDF ရမှုပါတာအဲ့မှုပါတာပဲလေတက်မတော်ဒါမိသားစုဝင်တွေကိုတက်မယ်စစ်မှုထမ်းဟောင်းတွေကိုတက်မယ်စစ်သားကိုတက်မယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယားမှာသွားခဲ့တဲ့ဒါပြောမယ်အချင်းချင်းပြန်လည်တက်ပြတ်မှုအဲ့တော့ဒီစစ်တပ်ကလည်းကွာငါမိသားစုငါတက်ဖွဲ့ဝင်တွေထိတာပဲဆိုရဲအစိုးဆုံးလက်နဲ့အကျန်းဆုံးလက်နဲ့တွေအကျန်းဆုံးတက်တွေနဲ့သုံးမှဆိုလို့ရှိရင်တနေ့တည်းကိုလူတောင်းနဲ့ချီသေးနိုင်တယ်နော်ဒါတက်မတော်ခေါင်းဆောင်တွေစီကနေပြီးတော့ကျွန်တော်ကြားရတဲ့ information အရာဆိုလို့ရှိရင်သူတို့မလုပ်ချင်ဘူးမလုပ်ချင်ပါလူငယ်တွေဆိုတာအတိအရန်ရေးကြီးတဲ့စကားနဲ့ကျွန်တော်လည်းလူငယ်တွေကမီဒီယာတွေကိုကြည့်ပြီးတော့မှိုင်းမိပြီးတော့ပေါ့နော်မီဒီယာတွေကြည့်ပြီးတော့မှိုင်းမိပြီးတော့နိုင်ငံရေးတရားနားမလဲပဲနဲ့ဒီလိုဖြစ်သွားကြတာအဲ့တော့အဲ့ဒါကြီးကိုဒီဘက်ကလက်နက်အပြည့်စုံတဲ့စစ်တပ်ကြီးကနေဒီလူငယ်တွေကိုအင်းနဲ့အားနဲ့အကြံပလန်တပ်ပလိုက်မယ်ဆိုလို့ရှိရင်အကြံပလန်တိုက်လိုက်မယ်ဆိုလို့ရှိရင်တနေ့ကိုလူ1000 ခန်းလောက်အကုန်လုံးကြွသွားနိုင်တယ်အဲ့လိုကြွသွားလို့ရှိရင်ဘယ်သူကအမျက်ထွက်မှာလဲဆိုရင်နံပါတ်1 KIA တို့နော် KNU တို့ဆိုတဲ့လူမျိုးရေးဘာသာရေးအစွန်းရောက်တပုံတွေဝမ်းတာဒါကြောင့်မလို့ကိုဘာသာတူချင်းချင်းပေါ့နော်ဒါဘာသာရေးပြောတာမကောင်းဘာသာတူချင်းချင်းလူမျိုးတူချင်းချင်းပေါ့ဗိုလ်ချုပ်တော်များအညာသားများတာကိုဆိုတော့ရဲဆက်ဆက်ကြီးမလုပ်တာမလုပ်လို့မငြိမ်တာအေးဒါပေမဲ့မဖြစ်မနေအခြေအနေဒီရောက်သွားတဲ့အချိန်တွေမညှိနိုင်ဘူးမရက်တန်ဘူးဆိုပြီးတော့ကျွန်တော်တို့ကရွေးကောက်ပွဲမလုပ်ဘူးဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဝမ်ဒါမှာလုပ်ခဲ့တဲ့လူတန်းနဲ့ချီတည်သွားတာမျိုးတွေကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့တိုင်းပြည်ရဲ့လူ3 ပုံတပုံလောက်တည်သွားတာမျိုးတွေဒီကျွန်တော်တို့မြန်မာနိုင်ငံရောက်သွားနိုင်တဲ့အကြောင်းရှိတယ်ကျွန်တော်ကရက်တန်းရက်တင်ပြီးဘယ်လိုဖြစ်ခဲ့တာလဲမပြောနဲ့တော့အရင်ထားလိုက်လုံငယ်1 လကိစ္စ2 လကိစ္စရေမထားနဲ့ကျွန်တော်ဘယ်လိုရက်တန့်မလို့စဉ်းစားအခုရွေးကောက်ပွဲဆိုတာဟာထွက်ပေါက်ပဲအဲရွေးကောက်ပွဲကိုလုံးဝကျွန်တော်တို့ပြောမယ်ဆိုရင်ဒီလိုအခြေအနေရနေလွတ်မြောက်မှာပေါ့ဒါမှမဟုတ်စစ်တပ်အုပ်ချုပ်တာကိုပဲတစ်သက်လုံးယူသွားမလားစဉ်းစားလေစစ်တပ်မှာဦးမင်းအောင်လည်းမရှိလို့ရှိရင်ဦးစိုးဝင်းတက်မှာဦးစိုးဝင်းသူစီနီယာဂျူနီယာလိုက်တက်သွားမှာပဲလေဒေါ်စင်အေးအကြောင်းကနေပြီးတော့ DSA အကြောင်းကနေတစ်နှစ်နေလူထောင်ချီပြီးထွက်နေတယ်ဘိုးရီကြီးပဲအများကြီးရှိတယ်ချွတ်ပြောကြတယ်တက်မှာလူကုန်နေပြီတဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့ဟိုပေါ့စစ်စေးရလူတွေထောက်ပိုးရလူတွေအိမ်မှာမိမနဲ့အေးစေးအိတ်နေသူကျွန်တော်အဲ့စကားကိုမယုံအေးစေးပဲသူတို့အရန်တက်ဖွဲ့စစ်မတက်ရသေးဘူးတခြားအဖွဲ့တွေကအေးစေးပဲအိမ်မှာအိတ်နေရုံမရှိတော့ဟုတ်လူကုန်လို့ရှိရင်တော့အကောင်လုံးထွက်တက်ရမှာပေါ့နော်ပြောမယ်ဆိုရင်တချို့တက်ဖွဲ့တွေသူ့နေရာနဲ့သူလှုပ်လူရနေတော့မယ်အဲ့တော့ဒါကိုကြီးကြမ်းအဖြစ်ဒါဟာပြောမယ်ဆိုစိတ်တက်ကြွအောင်ပေါ့နော်တစ်ဖက်က PDF လူငယ်တွေကိုစိတ်တက်ကြွအောင်မီဒီယာနဲ့လှုပ်ဆော်ပေးတာအဲ့ဒီဟာတွေကိုယုံပြီးတော့ကျွန်တော် comment မှာလာပြောကြတယ်Facebook မှာရှောက်ပြောကြတယ်ပေါ့နော်အဲ့တော့အချင်းချင်းဘယ်လောက်တက်နိုင်လဲဆိုတော့ဂုံယူနေတဲ့ကာလကိုကျွန်တော်ထားခဲ့ပါတော့အချင်းချင်းဘယ်လောက်တက်နိုင်လဲဒလန်လို့တစိတ်ကပ်ပြီးတော့အဖိုးကြီးဖွားကြီးတွေတက်တယ်တပုံရွာဆိုပြီးတော့မိရှို့ခံရတယ်ဒီလိုဟာမျိုးတွေကျွန်တော်တို့ရက်တန်းရက်တင်ပြီးရက်တန်းရက်တင်ပါပြီညှိနှိုင်းစရာရှိရညှိနှိုင်းဆွေးနွေးစရာရှိရဆွေးနွေးပြီးတော့နိုင်ငံရေးထွက်ပေါက်တစ်ခုကိုသွားတင်ပြီနှစ်ခုစလုံးကနေထွက်ပေါက်မရှိတဲ့ဘက်ကသွားနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တိုင်းပြည်ဟာနှစ်တစ်နှစ်လာပြီးတော့ဒုက္ခရောက်တဲ့ရောက်မှာပဲကိုပြည်ပမှာရှိနေသူတွေတေးသူကလည်းတေးဒလန်လို့တစ်စိတ်ကတ်ခံသူကလည်းကတ်နော်ပြောမယ်ဆိုရအလုပ်လုပ်ပြီးတော့ဘောဖြစ်တန်းသူကဖြစ်တန်းဆိုပြီးတော့တော်လိုင်းကြီးကပြီးသွားပြီညီလေးငါးညမတို့ပြီးသွားပြီ Facebook မှာမကျင်းတဲ့သူတွေကလည်းရှောက်ပြောနေမှာပဲမကျင်းတဲ့ရပေါက်ဖောက်ပြီးရှောက်ပြောနေမှာပဲပြီးသွားပြီနိုင်ငံကြီးကလုံးဝပြီးသွားပြီပြီးသွားလားပြီးပါမပြီးတာသိချင်ကိုယ်တိုင်အခု comment ပေးနေတဲ့လူပဲဖြစ်
နော်ကျွန်တော် live ကိုကြည့်နေသူတွေဖြစ်မြို့တစ်ပတ်ပတ်ပြီးတော့လက်ဖေးဆိုင်ထိုင်းကြည့်ကားပံမောင်းကြည့်လိုက်အဲ့ဆိုရင်သိသွားလိမ့်မယ်တိုင်းပြည်ချင်းတွေကိုပြပသူတွေကမသိဘူးမီဒီယာပြောသမျှပဲသူတို့ကဟိုနားမှာဘာဖြစ်မြန်မာနိုင်ငံမသိရင်စူညံပေါ်လို့ရိုက်နေတဲ့နေရာလို့ထင်နေတယ်ဒါပေမဲ့ကိုယ်တိုင်းပြည်မှာနေသူကိုယ်အသိဆုံးဖြစ်တယ်တိုင်းပြည်မှာကြက်တဲတယ်မှန်တယ်မီးတွေမရဘူးမှန်တယ်ဒါမျိုးတွေဟာအစိုးရတည်းပြုတ်ကျသွားစေနိုင်တဲ့အရာမျိုးတွေတော့မဟုတ်ဘူးပြည်သူလူထုပဲနဲ့နေတာဒါကြောင့်မို့လို့ကျောင်းနေမြန်ဖွင့်နိုင်ပါစေများဖွင့်နိုင်ပါစေကျောင်းသားလူငယ်လုံလုံချိုချိုနဲ့ကျောင်းမြန်တက်နိုင်ပါစေဆရာဝန်တွေကိုယ့်ရဲ့ဆေးရုံမှာလူနာတွေအများကြီးကုသနိုင်ပါစေဆေးရုံတွေအများကြီးပြန်လဲပတ်နိုင်ပါစေစီးပွားရေးတွေအများလဲပတ်နိုင်ပါစေเนาะလျှက်စစ်မီးတွေကိုမြန်ရရှိအောင်ပေါ့နော်အခုရုရှားကိုညီနဲ့နျူကလ িয়ার တပေါင်းပို့ပေါ့နော်လျှက်စစ်အတွက်လုပ်မယ်လို့ပြောတယ်အဲ့ဒါလည်းမြန်အောင်မြင်ပါစေเนาะမထေကြီးဝါကြီးတို့စော်ကားတာကိုလေစော်ကားတာတွေလည်းငါညီမတို့ရက်တန်းရက်ပေးကြပါဒါကလည်းငါညီမတို့ကောင်းမှုပါပဲเนาะကောင်းမှုပါပဲเนาะအဲ့တော့ကိုယ့်ရဲ့ဒီ live လေးကိုပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံငြိမ်းချမ်းဖို့เนาะတရားနဲ့တက်ဖြတ်တာတွေကိုရက်တန်းရက်ဖို့တောင်းဆိုပြရစီတရားနဲ့တက်ဖြတ်တာတွေတရားနဲ့အာဃာတအမုန်းထားတာတွေပူလောင်ပါတယ်เนาะဒါတွေကိုရက်တန်းရက်ပြီးတော့ကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုတို့အကားလုံးတူဖန်တီးဖို့လိုပါပြီတိုင်းပြည်မြန်ပြန်တိဆောက်ဖို့လိုနေပါပြီเนาะတိုင်းပြည်ပြန်တိဆောက်ကြရအောင်ပါအားလုံးငါညီမတို့လည်းပြန်ပြီးတော့စဉ်းစားကြပါเนาะကိုပြောတော့မယုံနဲ့ပြန်စဉ်းစားကြမီဒီယာတွေပြောသမျှမယုံနဲ့ဘေးနားမှာမေးစမ်းကြဖြောက်မှတ်တဲ့သူတွေကိုမေးကြစာအုပ်စာပေတွေရှာဖွေလေ့လာကြတက်မတော်ကြီးကိုမကြိုက်ဘူးမလားအေးတက်မတော်ကြီးကိုမကြိုက်ဘူးဆိုရင်တက်မတော်ထပ်ပိုကောင်းအောင်ငါတို့ဘယ်လိုလုပ်မလဲစဉ်းစားနော်တက်မတော်မကြိုက်ဘူးပြောပြီးတက်မတော်ထပ်ပိုဆိုးအောင်တော့မလုပ်ကြနဲ့နော်အဲ့ဒါအဓိကကြတယ်ဟုတ်ပြီဘယ်လိုစခဲ့အကောင်းဆုံးအဆုံးသတ်ဖို့လိုနေပါပြီအားလုံးကျေးဇူးတင်ပါတယ်